တားငယ်ရောခင်အခုနသူ့တငယ်ချင်းတွေခေါ်သွားတယ်လေသမီးကြီးကဖုန်းဆက်တယ်ဆိုဟုတ်တယ်လေအဲ့ဒါတောင်းမှရေးကြီးတုတ်ပြန်တယ်မပြောလိုက်နိုင်ဘူးသူ့တငယ်ချင်းတွေကရေမပက်ခင်သွားရအောင်ဆိုဇွတ်ခေါ်သွားတာပဲရှင့်အမြင်ပဲလေသမီးကြီးကအခုစောင့်ဖို့ဖုန်းဆက်တာမှာဟုတ်တယ်လေတားငယ်ကိုခေါ်ပြီးတော့ဒေဝီမန္တကိုထားခဲ့မယ်ပြီးကြတော့သူနဲ့ကျမနဲ့ဥပုပ်ဆရာကိုသွားမယ်လို့ပြောတာပြီးတော့တားငယ်လည်းဘယ်သွားမယ်လို့ပြောမသွားဘူးရှင်အဲ့ဒါဆိုရင်သွားတော့လေဥပုပ်ယူကနေကောင်းရှုပ်ခံမနေနဲ့တားလည်းငယ်တော့တာမှမဟုတ်တာနိုင်ငံခြားသွားမဲ့သမီးကြီးကဘာသာရေးနာနာလောက်ခိုင်းဟိုရောက်ရင်ဟိုပုံတိုင်းဖြစ်သွားမှာဆိုလို့ဖေးရောဥပုပ်မယူဘူးလားတီဗီကပြီးတဲ့တီလာယူပြီးပြီကဲသူများအတွက်တွေးပြီးပူနေပါနဲ့ကို့အတွက်လည်းကိုတွေးပါအောင်ဟုတ်ကဲ့တို့သွားမယ်နော်ပြင်မျိုးပန်းလဲမလို့လားဟုတ်ကဲ့မေအဲ့ဒါဆိုရင်ကြံလို့မဲ့ကိုရကြံမန်းလေးတွေလဲပါလားရောက်ပန်းတို့ငုတို့ပေါ့သမီးတက်ခူးရတာခဲ့ရင်မိုးအောင်တက်ခူးခိုင်းပြက်တခါတည်းယူလာခဲ့နော်ဟုတ်ကဲ့အခက်ကလေးအရန်လာတာပဲအရွှေကြီးပဲအခက်ကြီးอ่ะအဲ့ဒါလေးခုပဲဟာမြော်လေအောက်ကနေပြီးဟိုကူးလိုက်ဒီကူးလိုက်နေဒီမှာလွယ်နေမဲ့ဖက်လို့လားဟာအပြင်ပေါ်မှာအေးဟိုမှာရှိသေးဟိုမှာအဲ့ဒါပြီးလည်းမမြင်တော့ဘူးချောင်းအမလေးလက်လိုက်မင်းမျိုးမမဝဲပင်ပြိုရဲ့နင်ကလည်းငါနှိုးလိုက်မှအော်ဟာသလားလို့ငါ့ကိုလန့်သွားတာပဲနင်ကင်းကြောင်တော့အိတ်လိုက်တာဟိုပင်မျိုးအိတ်နေမှာမဟုတ်ဘူးဟိုတောင်စင်းသားမြောက်စင်းသားနဲ့လန့်ပြီးအော်လိုက်မိတာနင်လန့်တာအကြောင်းမဟုတ်ဘူးမမလေးဒေဝီလေမမလေးဒေဝီဘာဖြစ်လို့လဲသူ့မေရအပြန်မှာလမ်းမှာကားမောက်လို့ကားမောက်တာဟဲ့လားဘာဖြစ်သွားသေးလဲဟိုနေ့ကလေစကားကိုဆုံးအောင်နားမထောင်ဘူးမောင်ဝင်ကလည်းစိတ်ပူလို့ပါဘာဖြစ်တာလဲပြောပါဦးမမလေးဒေဝီကားမောက်တာမဟုတ်ဘူးလမ်းမှာကားမောက်တာကိုသူ့တန်ရဲရဲနဲ့မြင်ပြီးလန့်လာတာအဲ့ဒါအိမ်လေးကတွေးသွန်နေလို့ဟမ်အမလေးဖေဟိုဒုက္ခပါပဲဟိုကေတာလေးမွေးနေတော့တောင်မှမမဒေဝီကနေကောင်းနေသေးတာအခုဘလို့နေလဲစိတ်ုံခေါ်သွားပြီလားကိုလေးကတော့ပြနေကြအိုကြီးနဲ့ပြမယ်တဲ့အဲ့ဒါဖုန်းဆက်ပြီးခေါ်ထားတယ်မမလေးဒေဝီမှာတအိမ်မှာယောဂရှိတယ်ပြင်မြူလိုက်ကြည့်ကြလိုက်တာမမဝင်းရဲ့ဟာမဖြစ်ဘူးထင်တယ်ကေတာနဲ့တိုးနေခက်နေလိမ့်မယ်ဟိုနေ့ပေါ်မှာကေတာကတမျိုးလေပင်မျိုးကမင်းမချင်းကိုချင်းစားလို့ပါမမဝင်းရဲ့ဟိုကေတာဒီချိန်ဆိုရင်ကျူရှင်သွားတယ်မလားကေတာမရှိပါဘူးသူကျူရှင်ပြန်လာမဲ့ချိန်ကိုပင်မျိုးသိပါတယ်လာပါပင်မျိုးတို့သွားကြည့်အောင်နော်မဝင်းနော်လာကေတာလေးရောက်နေတယ်တို့ကြကြတော့ကေတာလေးနဲ့ထိတ်ထိုက်တွေ့နေလို့ရှင်ပြဿနာတွေတက်နေဦးမယ်မမဒေဝီကလည်းနေမကောင်းဘူးဆိုတော့ပြင်မှာပဲနေခဲ့ရင်ကောင်းမယ်ပင်မျိုးနားလဲပါတယ်မမဝင်းရဲ့ပင်မျိုးအထဲဝင်မလိုက်တော့ဘူးနော်ဒီမှာပဲနေခဲ့တော့မယ်ဟိုငါဝင်သွားပြီးတော့လေဟိုအเจ้าစုမင်းရောက်ရင်ပြန်ပြောပြမှာသိလားတိတ်မစိုးရင်အောင်ဆိုလို့ရှင်တို့နှစ်ယောက်ဒိုးခန်းတို့ပြန်ကြတာပေါ့ဒီမျိုးဆေးအောင်ဒီမှာနဲ့နော်ဒီရဲ့အိုဂျီရောက်လာတော့မှ तू လိုအပ်တယ်လို့စီစဉ်တော့လဲစီစဉ်တဲ့အတိုင်းလုပ်ရမှာပေါ့တားရဲ့ဒေဝီကဆေးအောင်တက်ချင်လို့ဆိုရင်မတင်မနဲ့လားကွယ်မမေရဲ့ဒါလည်းဆရာဝန်တယောက်ပါ normal case ဆိုရင်ဒါတို့တတ်နိုင်ပါတယ်အခုဟာဒေဝီဖြစ်နေတာဒေဝီကိုဆေးအောင်မပို့ပါနဲ့ဒေဝီဆေးအောင်မသွားချင်ဘူးဒေဝီကိုဒေဝီသိပါတယ်ဒေဝီရလဲကွာတမီ
ရှမ်းမမေတမီးကြောင်ပြန်လာပြီလားဟုတ်ကဲ့မမေမမေတက်တာပါတယ်တမီးလေးသွားလာလိုက်တော့နော်ဟုတ်ကဲ့မမေနေကောင်းအောင်နေနော်ပြောလေသမီးမမေဘာလုပ်ပေးရမလဲ တမီးပင်ဖြူနဲ့တွေ့ပြရစီ ။အော်သမီးရဲ့ မေဖြူဒီကိုရောက်နေတယ်ချောင်းကြည့်ပြဝမ်းသာလုံးစို့နေရပါလေဟုတ်ပါဘူးကေတာရဲ့တမီးမမေအတွက်စိုးရိမ်လို့ပါဘာလို့စိုးရိမ်တာလဲမမေနေပြန်ကောင်းအောင်မအောင်စိုးရိမ်နေရတယ်မေပြောဖေဖေအပိုင်သိမ်းချင်နေရလေ သမီးကေတာသမီးဘာတွေပြောနေရလဲ တိတ်မှန်တွေကိုပြောနေတာပဲ तू ကလေ သမီးသူ့လို့မပြောရဘူးလေသမီးရဲ့မေပြောသမီးရဲ့မမေပဲဖေဘယ်နှခါပြောရမလဲ တမီးမမေကဆရာဝန်မကြီးတွေဝီခင်မယ် သမီးဘလို့ဖြစ်နေတာအထက်မှာသမီးမေနေမကောင်းတော့သမီးသိတယ်မလားဘာဖြစ်လို့စိုးချင်နေတာသမီးက ဘာဖြစ်တာလဲ မေပြနောက်ကိုလိုက်ပြီးတော့ဒီဝီစီပူနေတယ်တာကေတာကိုခေါ်ပါမယ် ဟဲ့ဘွာမမေစီကိုမေဖြူမခေါ်ပါနဲ့ဘွာရဲ့နော် သမီးကေတာရာဇန်းသမီးရဲ့ ဒေဝီကသမီးကိုတွေ့ချင်ရှာပါတယ် ပင်ပြိုလဲမမဒေဝီကိုတွေ့ချင်ပါတယ်မေရဲ့ ။အဲတွေ့ချင်ရင်သွားတွေ့လိုက်လေ။သားကလည်းဒေဝီနဲ့ပင်ဖြူတွေ့စေချင်ပါတယ် တကယ်တမ်းစဉ်းစားကြည့်လို့ရှင်ကိုကိုလေးကလည်းဆရာဝန်ကြီးတယောက်မမေကြီးတို့ကလည်းပြည့်စုံပါတယ်မမဒေဝီအတွက်ဘာမှမတတ်နိုင်တဲ့ပင်ပြိုကပြဿနာတွေကိုတည်လာသလိုဖြစ်နေမှာဆိုလို့ပါမမေရဲ့ပင်ပြိုသွားတွေ့တာကိုကေတာတိတ်သွားလို့ရှင်သမီးလေးကပင်ပြိုကိုပြောမိဆိုမိအောင်မယ်ပင်ပြိုကြောင့်သမီးလေးကိုအပြစ်တင်မတိုးစေချင်ပါဘူးမမေရဲ့ပင်ပြိုမလိုက်တော့ပါဘူးမမေပင်ပြိုခုလို့ပေးကြပါ